ကဲမျိုးသမီးပွဲလေးကြည့်အောင်ဗျနော်အပြာတော့ဆုလက်ပါအနီတော့ဖိုက်တာမာလေးရောကြောင်မသိဘူးဗျတစ်ချက်နားထောင်ကြည့်နော်ကဲဒါကတော့ကျွန်တော်မြန်မာနိုင်ငံစနစ်ပြောမှဆိုရင်ဒါအမှတ်ပေးပွဲပေါ့နော်ဒါအမှတ်နဲ့ပဲဆုံးဖြတ်သွားမယ်ပွဲလေးပါကဲတစ်ချက်ကြည့်အောင်ဗျကဲဟောနောက်ပြန်ရက်ချက်ဆုလက်ကောင်းတယ်လက်သီးချက်လေးတွေမစိုးဘူးเนาะကြည့်ရတဲ့လောက်တော့ဆုလက်ကတော့နည်းနည်းလူကပြောမဆိုရင်ဟိုခြေတံလက်တံတိုးတယ်ဗျဟိုဖိုက်တာမလေးအရာကောင်းတယ်အရာမကောင်းတယ်ခြေတံလက်တံကောင်းတယ်တရောင်လိုက်ရိုက်တာနော်နေတော့ဖိုက်တာမလေးကဆုလက်ကလည်းအခုမှကျောင်းသူပဲရှိရဗျအသက်ကအငယ်လေးရှိရဘော်ဒီရှော့ကြည့်ရဗျမိုက်တယ်နော်ဘူးနဲ့တိုက်တယ်မိုက်တယ်အဲ့ဒါလည်းအမှတ်ပဲဗျနော်ဒီဆုလက်ကနော်နောက်ပြန်ရဲ့ချက်တွေတော့သုံးတယ်နော်သူကနည်းနည်းဝါလို့ထင်တယ်ဗျလက်သီးလုံးတွေလေးတယ်နော်တကယ်တော့ဟို body shot တွေပါညာနော်လက်သီးထိုးပေါက်ဆိုရင်ဒီ fighter မာလေးမစိုးဗျလက်သီးထိုးပေါက်တွေနည်းနည်းလိုးမဲ့ထင်တယ်ကျွန်တော်ထင်တော့နော်လက်သီးထိုးပေါက်တွေအစုံထိုးအောင်တော့ပိုကောင်းမယ်ကောင်းတိုက်တယ်โอ้နောက်ပြန်ရိုက်ချက်ပဲဗျခြေကန်ကြလေးပါလေးလည်းတုံးပေးတယ်နော်မဆိုးပြောမယ်ဆိုလူကနည်းနည်းလေးတယ်ဗျround 1 ပြီးသွားပြီ round 2ထိတယ်နော်ဒီအနေတော့ဖိုက်တာမိုင်းဆိုတော့ထိရဗျโอ้ထောက်လိုက်ပြီနောက်ပြန်ရေးချက်တည်းလွဲတယ်ဗျာနော်မတိကြအောင်ဖြစ်နေတရောင်ရိုက်တယ်ကောင်းတယ်ဗျအနေတော့ဖိုက်တာမလေး
ဟိုမရသူထောက်လက်ဒီမစိုးဘူးဒီအနေတော့ဖိုက်တာမှာလေကဲဟိုထိတယ်နော်လက်သီးချက်တွေထိတယ်ဗျရက်ပူတော့ကြတော့ရမ်းဝင်လို့တော့မရဘူးဗျဒီအရက်ရှိတဲ့ဖိုက်တာမာလေးကလက်သီးချက်ထောက်လိုက်တော့ထိတာများတယ်ဗျနော်ဒီတော့ဖိုက်တာမာလေးကခြေကန်ချက်သိမ့်မသုံးနော်တကယ်တော့ခြေကန်ချက်တွေသုံးပေးတဲ့နဲ့နော်လက်သီးထိုးပေါက်ကိုအစုံသုံးတဲ့နဲ့ဗျနော် body shot နော်ဒီဝိုက်ညာဝိုက်တွေနော်အကုန်သုံးပေးတဲ့နဲ့round 2ပြီးသွားပြီပြန်စမယ်ရိုက်တယ်နော်တရောင်တွေကောင်းနေဗျဒီနေတော့ဖိုက်တာမလဲခြေကန်ချက်ကိုတိတ်မသုံးဘူးနော်ကဲဟိုကဲနည်းနည်းတော့မောနေပြီအဆုလက်ကနည်းနည်းတက်လုံကြကျင်လို့ဖြစ်နေပြီနော်တို့နည်းနည်းလူကဝါတော့ဟိုလဲတယ်โอ้ထိုးတယ်နော်ဆိုးဗျနော်ကျွန်တော်မြန်မာယူရလက်ဝဲလက်ကလေးနဲ့ကောင်းတိုက်တယ်နော်ပွဲလေးကတော့ပြောမှဆိုရင်ဒီနှစ်ယောက်ကနည်းနည်းလက်ရည်မျှတယ်လို့ပြောလို့ရတယ်နော်တစ်ဖက်သက်တော့မဆန်ဘူးဒီပွဲကโอ้လဲတယ်โอ้နေရာလုံးတော့တော်တော်မောနေပြီနော်ကြည့်ရတဲ့လောက်ကတော့ကဲထောက်လက်ဒီထီသွားဗျပြီးသွားပြီနော်ကဲအမပေးစီမြင့်အရာနော်ဒီနေတော့ဖိုက်တာမှလည်းနိုင်ရရှိသွားတယ်က
ကဲအားလုံးကိုကျေးဇူးတင်ပါတယ်